အင်ရာကျော်စင်လို့ခေါ်တဲ့ဦးဝဲရဲ့ထာဝရလူပြိုခြင်းလျှို့ဝှက်ချက်အမြဲတမ်းလူပြိုလန်းဆန်းကစကြောတက်မလေးလားထင်မှရလောက်အောင်လူပြိုလှပနေတဲ့သူလေးကတော့ထိတ်တန့်မသမီချောလေးအင်ရာကျော်စင်ပဲဖြစ်ပါတယ်။သူမဟာဆယ်စုနှစ်တွေများစွာအောင်မြင်မှုတွေများစွာရရှိထားတဲ့မသမီချောတက်လက်ပါရှင်။ပရိသတ်တွေကလည်းသူမရဲ့စကားရင်းကိုအားပေးဖို့အတွက်စောင့်မျှော်အားပေးနေကြကြပါတယ်။တရုတ်ဆောင်အင်ရာကျော်စင်ဆိုရင်အောင်မြင်မှုတွေများစွာရရှိနေတဲ့မင်းသမီးတူဖြစ်ပါတယ်။သူမဟာမြန်မာမှာတာမကကဘာမှာပါအောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်နေသူတူလည်းဖြစ်ပါတယ်။သူမရရှိခဲ့တဲ့ဆုတွေကတော့2001ခုနှစ်မှာအချစ်လေးပြင်းစကားနဲ့အကောင်းဆုံးမျိုးသမီးဆက်ဆောင်ဆု2009ခုနှစ်မှာဆိုရင်အတိတ်အရေးစကားနဲ့ Asian Academy Award ကနေရော Golden Rose Award တရားကရောအကောင်းဆုံးမျိုးသမီးဆက်ဆောင်ဆုကိုရရှိခဲ့ပါတယ်။ဒါတွေမကသေးပါဘူးရှင်။သူမက2011ကနေ2021ခုနှစ်အထိလဲဆုတွေအများကြီးရရှိခဲ့တဲ့သူဖြစ်ပါတယ်။အင်ရာကျော်စင်ဆိုရင်ကျလက်သွဲလျက်နေတဲ့ကိုလုံးကိုတဲကိုပိုင်ဆိုင်ထားပြီးတော့ခမ်းမဆိုရင်လည်းအစီဘိုတွေတစ်စက်မှမရှိတာအားလုံးပဲအမြင်ပါပဲ။ပြည်သက်တွေအမြဲတမ်းသိကျင်နေကြတဲ့မိကိုတစ်ခုရှိပါတယ်ရှင်။အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတူဖြစ်တဲ့အင်ရာကျော်စင်ဟာဘာကြောင့်ဒီလောက်ထိအမြဲတမ်းလူပြိုကြည်လေပြီးတော့အကြည်တက်တွေပေးစွမ်းနိုင်ရတယ်လဲဆိုတာပါပဲအခုတော့ဦးဝဲကိုရိုင်းကသူမရဲ့အလှပလေးဝဲချက်လေးကိုပြည်သက်တွေအတွက်ပုံပွင့်လင်းလင်းနဲ့ဝေမျှပေးလာခဲ့ပါတယ်ဦးဝဲရဲ့အလားပါလေးဝဲချက်ကတော့တခြားမဟုတ်ပါဘူးစီစဉ်ဥစ္စာတွေထက်စိတ်ကလေးကြည်လေးအေးချမ်းနေဖို့ကိုသာအဓိကထားတာကြောင့်ပဲဖြစ်ပါတယ်အရွယ်ရလာတဲ့နောက်ပိုင်းမှာပြင်ပအလားပါတွေထက်စိတ်အေးချမ်းမှုကိုသာအလေးထားကြိုးစားလာတယ်လို့ဒါဟာသူမကိုအမြဲတမ်းလန်းဆန်းနေစေတဲ့အဓိကအင်အားပဲဖြစ်ပါတယ်ဘသူအပေါ်မှာမစိုးမြေတားစိတ်အခန့်လေးနဲ့စတင်ကြည့်ပေးတတ်ဖို့ကိုအမြဲတမ်းပြန်လဲကြိုးစားဖြစ်ပါတယ်ဆိုပြီးတော့ဦးဝဲကပြောပါတယ်ဘသူကမစိုးမြေတားမပြတ်ပဲအကောင်းမြင်စိတ်နဲ့ကြည့်ပေးနိုင်အောင်ကြိုးစားတာဟာသူမရဲ့မျက်နှာလေးကိုအမြဲတမ်းအကြည်တက်အပြည့်နဲ့ဖြစ်စေတာပါပဲဒါဟာအလှပြင်ပစ္စည်းတွေထက်ပုံမစွမ်းကြည့်တဲ့အတွန်းစိတ်အလှကြပဲဖြစ်ပါတယ်တကယ်ကိုအတူယူပဲကောင်းလာတဲ့စိတ်ထားလေးပါပဲနော်အသက်ရွယ်ကိုအန်တူပြီးတော့အမြဲတမ်းလူပြိုနေတဲ့ဦးဝဲမှာအဓိကအချက်၃ချက်ရှိပါတယ်မနေ့ခင်းတိုင်းမှာစိတ်ကိုကြည်လင်စေဖို့တရားမှတ်ခြင်းနဲ့ခန္ဓာကိုယ်အချိုးစားတင်းရင်စေဖို့ယောဂလေးကျင့်ခန်းကိုပုံမှန်လက်ဆောင်တာဖြစ်ပါတယ်ဦးဝဲကအသားထက်ဟင်းသီးဟင်းရွက်နဲ့တတိဝလန်ဒီကိုသာအဓိကထားစားသုံးပြီးရေမြမြတောက်တဲ့အကျင့်ကိုလည်း2026မှာဆက်လက်ထိန်းသိမ်းထားပါတယ်အပြင်သွားတဲ့အခါမှာလည်းမိတ်ကပ်အထူးကြီးတွေထက်အသားရည်ကိုအသက်ရှူရလွယ်စေမဲ့တဘာဝဆန်ဆန်ပြင်ဆင်မှုကိုပဲအမြဲဦးစားပေးလေးရှိပါတယ်လက်တလုံးမှာတော့ကိုပြည်တီဦးနဲ့အတူဦးဝဲတို့ကသူတို့ရဲ့ YouTube channel မှာမိသားစု blog လေးတွေကိုခက်စိတ်စိတ်တင်ဆက်ပေးလာတာကိုတွေ့ရပါတယ်2026မှာအရွယ်ရောက်လာပြီဖြစ်တဲ့သားလေးနဲ့သမီးလေးတို့ရဲ့ကျောင်းကလှူရှားမှုတွေအားလျက်တွေမှာမိသားစုလိုက်ခီးထွက်တဲ့ပြောစရာ movement လေးတွေကို blog လေးတွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်။အိမ်တွင်းချက်ပြုတ်နည်းတွေဥဝဲတယောက်ကိုပြတူးနဲ့ဒုကလေးတွေအတွက်ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတဲ့ home cook အပိုင်းလေးတွေကလည်းပြည်သက်တွေကြားမှာအတော်လေးကိုရေပန်းစားနေပါတယ်။အိမ်အောင်တက်တန်းကြာလာပြီးပဲဒုကိုတူအဆက်ဆက်အရာကျူးဆိုင်ပေးတတ်တဲ့ပြည်တူးနဲ့ဥဝဲတို့ရဲ့ chemistry ကတော့ပြည်သက်တွေအတွက် couple goals အဖြစ်ဆက်လက်ရပ်တည်နေပါတယ်။စရောလူရောကြည်လင်ဝန်းပနေတဲ့မိသမီးကြီးအဖြစ်ဥဝဲကပြည်သက်ရဲ့နှလုံးသားကိုစစ်စွနှစ်များစွာတိုင်းဖန်ဆားထားနိုင်စေပါပဲအခု2026မှာလေသူမရဲ့ဒီအကြည့်တက်တွေကလူငယ်တွေအတွက်ရောလူကြီးတွေအတွက်ပါဆံပြဖြစ်စေမယ့်အလားတရားတစ်ခုဖြစ်လို့နေပါတယ်ရှင်ပြည်သက်ကြီးရောမိသမီးကြီးအင်နာဂျိုစင်ရဲ့မြစ်တာစိမ့်နဲ့အကောင်းမြင်တက်တဲ့အလားပါလေးဝက်ချက်လေးကိုသဘောကျကြပါရဲ့လားစိတ်ထားလိုက်ရင်လူလာတယ်ဆိုတဲ့စကားကိုဦးဝဲကတက်တည်ပြလိုက်တာပဲမဟုတ်ပါလားနော်မှတ်ချက်မှာဦးဝဲအတွက်အချစ်စကားလေးတွေနဲ့အားပေးစကားလေးတွေပြောသွားပေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါအမှုပညာရှင်တွေရဲ့စိတ်သက်ခွန်အားဖြစ်စေမယ့်တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စမောင်းရဲ့ Talk Media Channel လေးကိုလည်းအားပေးကြပါဦးအဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်